အကယ်၍တင်သည်အမေဇုံမြစ်ထဲတွင်ရေကူးဖို့ဆုံးဖြတ်လိုက်ရင်ဒါဟာတင့်အပေါ်ဖြစ်ပျက်နိုင်တဲ့အရာပါအကြောင်းကတော့ဒီရေထဲမှာတစုံတစ်ယောက်ရေထဲရှိနေဖို့ကိုစောင့်ကြိုနေတဲ့ပြည်ရေးနာမျိုးစိတ်ရာနဲ့ချီပြီးရှိနေလို့ပါဒါပေမဲ့ပြည်ရေးနာတွေဟာဒီရေပြင်ထဲမှာပုံအောင်နေတဲ့အကြောက်ဆုံးရာတွေနဲ့စာရင်တိတ်မမီပါဘူးတင်ဟာလှေပေါ်ကနေမတော်တဆပြုတ်ကျသွားပြီးဒီအကြီးမြတ်တဲ့ကောင်လာတင့်စီချင်းကပ်လာရင်တင်ဟာနောင်တရရှာမှာပါဒါကတော့အေယာမပြည်ရေးနာကြွကြငါးကြီးပါရင်းဟာတာမန်ပြည်ရေးနာထက်အစာပေါင်းများစွာကြီးမားပြီးပြင်းဤအေယာမသွားများနဲ့အားကောင်းတဲ့မေယိုဟာငါးဖမ်းလေကိုတောင်ကိုက်ဖြတ်နိုင်ပါတယ်မိချောင်းတွေတောင်ကုန်းရက်ကိုမြင်ရင်ကမ်းပေါ်ကိုအလင်းမြန်ခိုလုံဖို့ရှာကြံကြပါတယ်ဘာလို့လဲဆိုတော့ဒီငါးဟာအဲ့ဒီလိုသားကောင်မျိုးကိုလည်းမရွေးပါဘူးဒါပေမဲ့အမေဇုံမြစ်ထဲမှာနောက်ထပ်အနေရများတဲ့သားရဲတစ်ကောင်လည်းရှိပါသေးတယ်အသွင်အပြင်အရတိတ်တိတာမှုမရှိတဲ့လျှက်စစ်ငါးရှင်ပါဒီမှာတင်ဒီငါးရှင်ကိုကောက်ယူဖို့စူးစမ်းရင်ဘာဖြစ်လာမလဲဆိုတာပါဒီငါးရှင်ဟာပိုအား820အထိလျှက်စစ်ရိုက်ခတ်နိုင်စွမ်းရှိပါတယ်ပြီးတော့လှေဟာတင့်ကိုလုံခြုံမှုပေးလိမ့်မယ်လို့တင်ထင်ရင်တင်ဟာအကြီးအကျယ်မားနေပါပြီအမေဇုံရေပြင်ထဲမှာအေယာမဖျော်ရပါ9ခုကြီးတွေရှိပါတယ်သူတို့ဟာသူတို့ရဲ့ဆွေမျိုးတွေထက်အများကြီးပိုကြီးပြီးတင့်လေကိုအလွယ်တကူမှောက်လန့်ပစ်နိုင်ပါတယ်